ဒီနေ့တော့ကြည့်ဘူးတဲ့နာမည်ကြီး K drama တွေနဲ့မကြည့်ရသေးတဲ့နာမည်ကြီး K drama တွေအကြောင်းပြောမလားလို့ပေါ့နော်ကြည့်ရတာတန်တလားဝင်ကြည့်လိုက်ပေါ့နော်EGB ရဲ့နာမည်ကြီး ကြိုက်တဲ့ K drama တွေဆိုရင်နာမည်ကြီးရဲ့ထဲဆိုရင် Goblin Moon Lover Crash Landing on You ကိုကြည့်ဘူးတဲ့ကြိုက်တယ်နာမည်လည်းကြည့်ရပေါ့နော်နောက်တစ်ခုမကြည့်ရသေးရတဲ့ဆိုရင် The Love from the Star The Legend of the Blue Sea နဲ့Lovely Runner ပေါ့နော်ဒီအားဆိုရင်နာမည်လည်းကြီးရဲ့လုံးဝသူတို့တွေမင်းသားမင်းသမီးဆိုရင်လည်းလိုဒီကားပြီးတော့အရောင်နာမည်ကြီးသွားတဲ့ပေါ့နာမည်ကြီးသွားတယ်ပေါ့နော်ဒါပေမဲ့မကြည့်ရသေးအစကားပေါ့ဆိုတော့ပထမဆုံးအနေနဲ့ကကြတော့ Goblin ပေါ့ဘာကြောင့်ကြိုက်တာလဲလူလာမေးရင်ဦးလေး2ယောက်ကိုပဲအရင်ဆုံးလက်ညှိုးထိုးပြမှာပေါ့နော်ပြီးရင်ဦးလေးရောင်းကြည့်ရပြီးရင်ကြိုင်တရုပ်ဆောင်ကောင်းတယ်ဇလန်းလည်းကောင်းတယ်အကြောင်းကြည့်ဖြစ်တာပေါ့နော်နောက်တစ်ခုကကြောင့် Moon Lover Scarlet Heart လေယောပေါ့နော်အဲ့ဒီချိန်တော့အဲ့က Moonlight နဲ့အတူအပြိုင်ထွက်တာပေါ့နော် Moonlight ကိုကြည့်ရမလား Moon Lover ကိုကြည့်ရမလားမသိဘူးပေါ့နော်နဲ့ဗာလဲဆိုတော့ငန်းစရာတွေအများကြီးပါတော့ကြဒီကားကိုအရင်စားကြည့်လိုက်ရပေါ့နော်အဲ့မှာအရင်ကြိုက်သွားတယ်ပေါ့နော်တရုပ်ဆောင်တွေကလည်းကောင်းတယ်ဆိုတော့ကြလေဇလန်စိမ်းကလည်းကောင်းတယ်ပြီးတော့ရတော့ season 2ကိုစောင်းတဲ့အဖွဲတွေကပေါ့နော်စိတ်မကောင်းစရာကအဆက်ကမရှိပါဘူးတဲ့ခင်မှာပေါင်းစေချင်တော့မပေါင်းပေးဘူးစာရေးဆရာမနောက်တော့ကျတော့ Crash Landing on You ဒီကားကကျတော့ထွက်ရှင်းကြည့်ခဲ့တာမျိုးတော့မဟုတ်ပေါ့နော်မင်းသားမင်းသမီးကလည်းအလောက်ကြီးကြိုက်တဲ့အထဲမှာမပါဘူးဆိုတော့လေဒါပေမဲ့ကြိုက်သွားရေပေါ့နော်အခုတလောမှာတော့မြောက်မြန်မာပြည်မှာနေရတော့တောင်ဘက်လိုဖြစ်ပါအောင်မလားဆိုပြီးတော့လဲတွေးမိရပေါ့နော်နောက်မကြည့်ရသေးတယ်ကောင်းတယ်နာမည်ကြီးဆိုရင်ဘာကြောင့်မကြည့်ရသေးရလဲပေါ့နော် Okay ပထမဆုံးနဲ့ The Love from the Star ဒီကားကကျတော့ကြည့်ပြီးတာလို့မကြည့်ရသေးတာလို့မမဆောင်းလို့ဖြစ်နေတာပေါ့နော်ဘာလို့လဲဆို short video တွေပဲကြည့်လိုက်တာဆိုတော့လေအကုန်လုံးတော့မကြည့်ဖြစ်လိုက်ဘူးအဲကျတော့ဘာမှလည်းမသိဘူးပေါ့နော်နောက်တစ်ခုကကျတော့ The Legend of the Blue Sea ပေါ့ The Legend of the Blue Sea ကဒီကားထဲမှာဆိုရင်မင်းသမီးကတချို့နေရာတွေမှာ over တင်းတယ်လို့ခံစားရတဲ့အကြောင်းမို့လို့ပေါ့နော် short တွေကနေကြည့်တော့ပေါ့နော်အဲ့လို over တင်းတဲ့ကနေရာတွေပဲတက်တာများရယ်ကွာအားကြောင့်short တွေရဲ့မကောင်းကျိုးပေါ့Lovely Runner သူကတော်တော်လေးကိုနာမည်ကြီးရပေါ့နော်ဒီကားထဲမှာဆိုရင်မင်းသားရောမင်းသမီးရောဒီကားနဲ့ကိုတော်တော်လေးကိုပေါက်သွားပေါ့နော်ဒါပေမဲ့မကြည့်ဖြစ်ဘူးဘာဖြစ်လို့ဆိုထဲမှာဘာမှမတက်လာဘူးသူတို့ကဘာအကြောင်းလဲဆိုတာမျိုးကိုမတက်လာဘူးပေါ့နော်ကျတော့ဘယ်လိုကားမျိုးလဲဆိုတော့မသိတဲ့ကားပေါ့နော်ဆိုတော့ bye bye